Hello မင်္ဂလာပါရှင်ကဖိုးလွန် electronic အပူပစ္စည်းဆိုင်မှာကြိုဆိုပါရရှင်ယခုတင်ဆက်ပြမှာလေဒီမဲ့ချက်ခွက်ဒီနေ့မှရောက်တာပါရှင်ချက်ခွက်ချက်ခွက်လေး speaker ပေါင်းမှာတဲ့ချက်ခွက်ကလေးပေါ့ဒီချက်ခွက်လေးတစ်ခုကိုငယ်တို့အတက်နိုင်ဆုံးရှော့ပြီးရောင်းပေးတာပေါ့နော်ဈေးနှုန်းတက်တာဆိုတာနဲ့ဒါတစ်ခု9500ပါရှင်ဒါကခုမှဒီနေ့မှရောက်တဲ့ချက်ခွက်လေးပါရှင်နောက်ပြီးဒီမဲ့အင်ဗာတာကတ်လေးလုံးကတ်ကိုဒါကအဆင်ပြီးသားလေးလုံးကတ်လည်းရှိတယ်ကျမရှိမှာနောက်ပြီးတော့ငယ်တို့ရှိမှာမဲ့ကြော်ကတ်လည်းရှိတယ်ကြော်ကတ်ကဒါနှလုံးကတ်နောက်ပြီးတော့ငယ်တို့ရှိမှာကဒီဟွာပေါ့နော်6လုံးကတ်အင်ဗာတာ6လုံးကတ်လည်းရှိပါတယ်ရှင်အင်ဗာတာ6လုံးကတ်ဆင်ပြီးသားပါရှင် very mate တခါတည်းထည့်လိုက်ရင်လည်းအဆင်ပြေပါလေရှင်ဒီမဲ့ဒါ pure sine wave ကငယ်တို့ဆိုင်မှာက electronic အပူပစ္စည်းတွေတော်တော်များများဆုံးပါရှင်ပေါက်မိုက်ပေါ့နော်မိုက်3ပေါက်ရှိတယ်နောက်ပြီးတော့ပြုတ်အိုးကလုတ်အဝိုင်းရှိမယ်ဘဲဥပုံလည်းရောက်ပါရှင်နောက်ပြီးဒါကဘက်လိုက်က TV ကသုံးတဲ့ဘက်လိုက်ကကလေးလည်းရှိတယ်ဒါက240 mAh 480အများကျမငယ်တို့ဆိုင်မှာအများကြီးရှိပါတယ်ရှင်နောက်ပြီးဒီမဲ့161ကတ်ဗီဇိုနာ161ကတ်ဗီဇိုနာ161ကတ်လည်းငယ်တို့ဆိုင်မှာရှိပါတယ်ရှင်ဒါကတစ်ဖက်5လုံးနဲ့10လုံးကတ်ရှိပါတယ်ရှင်သုံးစားခလုတ်အမဲသေးလေးလည်းရှိပါတယ်ရှင်ငယ်တို့ဆိုင်မှာတော်တော်များများကဈေးနှုန်းတနဲ့ဒါဆိုရင်ဒါ2ဆခလုတ်ခဏက3ဆခလုတ်ဒါလေးက2ဆခလုတ်ဒါလည်း3ဆခလုတ်ဒါတစ်ခုကို900ပါရှင်ဝယ်ယူအားပေးလို့ရပါတယ်ရှင်မန္တလေးတိုင်းကျောက်ဆည်မြို့ကဖိုးလွန် electronic အပူပစ္စည်းဆိုင်မှာဝယ်ယူလို့ရပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့39 9959239 39 960 15နှစ်ပါရှင်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်